ဟုတ်ကဲ့ပါခင်ဗျာနော်အားလုံးပဲမင်္ဂလာပါဟိုလိုင်းငန်းငားနေရပဲဖြစ်ပေါ့နော်မိမိတို့အိမ်မှာပဲဖြစ်ပေါ့နော်တရက်စင်မီသုံးတယ်လိုမျိုးမီသီးသုံးတယ်ပေါ့နော်မီသီးသုံးတဲ့အခါမှာကျမကတော့ပေါ့နော်ဘာမီးမသုံးဘူးဘာလျှက်စင်မီးဘူးလည်းမရှိဘူးဒဲအိုးလည်းမရှိပေါ့နော်မီးတစ်မျိုးပဲသုံးတယ်ဆိုတဲ့ဒီကိုမောင်နှမတွေအတွက်ကျွန်တော်ကဒီမှာမီးသီးကြောင်းလေးတွေလည်းနည်းရှင်းပြပေးမယ်ခင်ဗျာနော်မီးသီးကြောင်းလေးတွေရှင်းပြပေးမယ်နေရာမှာကိုသုံးတဲ့မီးသီးကဘယ်လိုမျိုးအမျိုးအစားမီးသီးကိုသုံးတာလဲပေါ့နော်ဟိုဒီလိုမျိုးမီးသီးအကြီးသုံးတာလားဒီလိုမျိုးမီးသီးလေးသုံးတာလားဒီလိုမျိုးမီးသီးပေါ့နော်သူများခေါ်တာကတော့ဘယ်လိုခေါ်မလဲပြကြကွေးလားအဲ့လိုမီးသီးလေးတွေသုံးတယ်ပေါ့နော်အဲ့လိုမီးသီးတွေသုံးတဲ့နေရာမှာမီးသီးတွေတဲ့သူ့မှာကျွန်တော်တို့ဝက်အားပေါ့နော်ဝက်အားတွေပါတယ်ဆွဲအားတွေပါတာဖြစ်ပါတယ်ခင်ဗျဝက်အားတွေပါတယ်เนาะအဲ့ဒီမီးသီးတွေကလည်းမီးစားတဲ့မီးသီးရှိသလိုမျိုးဟိုမီးမစားတဲ့မီးသီးပေါ့เนาะမီးမစားတဲ့မီးသီးတွေလည်းရှိပါတယ်သူဒီမီးမစားဘူးလင်းအားလည်းကောင်းတယ်ပေါ့เนาะအဲ့လိုမီးသီးတွေလည်းရှိပါတယ်အဲ့လိုမီးသီးတွေကြီးပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့အရေးသေးလည်းကောင်းတယ် quality ကောင်းတယ်ပေါ့เนาะအဲ့ဒါကြောင့်မလို့ကိုအခန်းမှာပေါ့เนาะကျွန်တော်တို့မီးသီးဘယ်နှလုံးသုံးထားလဲအဲ့ဒီမီးသီးတွေဒီသူ့မှာဝက်အားဘယ်လောက်ရှိလဲဝက်များလေမီးအားဒီဆွဲအားဒီမီတာဆွဲအားဒီပို့ပြီးတော့များလေဖြစ်ပါတယ်ခင်ဗျာเนาะအဲ့တော့ကိုယ့်ရဲ့မီးသီးတွေပေါ့เนาะကျွန်တော်တို့ဈေးထဲမှာပဲမီးသီးမီးသီးကျွန်းသွားလို့ဈေးမှာပဲဝယ်အခန်းပိုင်ရှင်ရပဲပေးပေါ့เนาะအဲ့ဒီမှာကျွန်တော်တို့မီးသီးတွေမှာဆွဲအားဆိုတာရှိပါတယ်ခင်ဗျာเนาะဝက်အားတွေပါတယ်ပိုအားတွေပါတယ်เนาะအားကြောင့်မို့ကျွန်တော်ကမီးသီးကြောင်းလေးရှင်းပြပေးမယ်เนาะဒီမီးသီးဒီကျွန်တော်တို့လွန်ခဲ့တဲ့4-5-6နှစ်လောက်ကသုံးခဲ့တဲ့ပြကြကွေးမီးသီးဖြစ်ပါတယ်ဒီမီးသီးဒီအခုနောက်ပိုင်းပေါ်လာတဲ့ကျွန်တော်တို့ဒါ LED မီးပေါ့เนาะ LED မီးသီးတွေဖြစ်ပါတယ်ခင်ဗျာเนาะဒီမီးသီးကြောင်းလေးတွေရှင်းပြပေးမယ်เนาะအခုဒီမီးသီးဒီမီးသီးမီးအားကြီးကမီးသီးရအလုံးကအကြီးပဲပေါ့နော်အလုံးကြီးကြီးတယ်လို့မျိုးသူ့ရဲ့ဆွဲအားဒီလေဝက်60ဆွဲပါတယ်ဝက်60ဆိုတဲ့အနေထားမှာကျွန်တော်တို့ဒီလိုမျိုးမီးသီး3လုံးစာဆွဲတယ်เนาะဒီလိုမျိုးမီးသီး3လုံးစာဆွဲပါတယ်ခင်ဗျာเนาะဒီမီးသီးဒီ18ဝက်ပဲရှိပါတယ်18ဝက်ဒီမှာသူရေးထားတာကျွန်တော်ရှင်းပြပေးမယ်เนาะ18ဝက် 6500K 6500K ဆိုတာကကျွန်တော်တို့သူ့ရဲ့မီးလင်းတာတဲ့အရောင်ကအဖြူရောင်ပေါ့နော်အဖြူရောင်ကို 6500K ဆိုပြီးတော့ကျွန်တော်တို့အလင်းနဲ့ပေါ့နော်အလင်း unit နဲ့သတ်မှတ်ထားတာဖြစ်ပါတယ်တကယ်လို့မီးသီးကနည်းနည်းဝါကျင်လေးဖြစ်နေတယ်အဝါရောင်လေးဆိုလို့ရှိရင်သူ့ကို 3500K ဆိုပြီးတော့ကျွန်တော်တို့လျှက်စစ်ရဲ့ဘယ်လိုပြောမလဲလျှက်စစ်ရဲ့တင်ဒေတာပေါ့နော်လျှက်စစ်ရဲ့ unit ပေါ့အဲ့လိုမျိုးသတ်မှတ်ထားတာရှိပါတယ်တကယ်လို့မီးသီးဝယ်တဲ့နေရာမှာလည်းဟုတ်ပြီဒီမီးသီးက18ဝက်โอเค18ဝက်ဒီမီးအားဒီ18ဝက်ပဲဆွဲတယ် 6500K 6500K လို့ရေးထားတဲ့ခါကျတော့ဟောဒီမီးသီးကထွက်လာမဲ့အလင်းရောင်ကအဖြူရောင်ပေါ့နော်အဖြူရောင်ဖြစ်တယ်ပြီးတော့ဒီမှာ18ဝက် 18W 18W ဆိုတာက18ဝက်18ဝက်မီးသီးကတော့18ဝက်ပဲဆွဲတယ် 3500K 3500K ဆိုလို့ရှိရင်သူဒီမီးသီးကနည်းနည်းဝါကျင်လေးပေါ့နော်ဝါကျင်လေးဖြစ်တယ်နေလုံးကထွက်တဲ့အယောင်မျိုးပေါ့ညနေဆောင်ထွက်တဲ့အယောင်မျိုးဝါကျင်လေးဖြစ်တယ်နော်ဒီမီးသီးဒီသူဒီလဲပေါ့နော် 6500K သူ့ရဲ့ဆွဲအားဒီ60ဝက်60ဝက်ဆွဲတဲ့အခါကျတော့သူဒီမီးအားပူဆွဲတယ်ဒီမီးသီးတစ်လုံးကဒီ60ဝက်နဲ့တနေကုန်မီးသီးဖွင့်မယ်ဆိုလို့ရှိရင်ဒီမီးသီးကဒီမီးသီး3လုံးနဲ့တနေကုန်ဖွင့်လို့ရတယ်အဲ့လိုမျိုးပေါ့နော်တွက်ပြပေးတာဟိုဒီမီးသီး3မဲ့နေရာမှာဒီလိုမျိုးမီးသီး3တဲ့ခါကြလို့ရှိရင်လည်းပို့ပြီးတော့ဝက်ဆဲအားနဲတယ်နော်ဝက်ဆဲအားနေတဲ့ခါကျတော့မီတာအားဒီလည်းပို့ပြီးတော့နဲတယ်ဒီမီးသီးနဲ့ဒီမီးသီးနဲ့ကြတော့ဝက်ဆွဲအားကတိတ်မကွာဘူးเนาะဒီမီးသီးဒီ120ဒေးလိုက်ဆိုတာကခုနပြောတဲ့ 6500K ကိုပဲပြောတာเนาะဒီမီးသီးဒီ18ဝက် 6500K သူတို့ဒီမီဒီနှလုံးဒီတိတ်ပြီးတော့မီအားဆွဲတိတ်မဆွဲဘူးပေါ့နော်မီအားဆွဲရခြင်းတိတ်မကွာဘူးဒါပေမဲ့သူ့မှာကျတော့နီးပညာကွာသွားတယ်သူဒီရိုးအကြကွေးမီချောင်းသူဒီ LED မီတယ်ပေါ့နော်အဲ့လိုမျိုးနည်းနည်းကွာတယ်နော်
နောက်တစ်ခုကကိုတုံးတဲ့ပစ္စည်းတွေမှာကျွန်တော်တို့ဟိုအရေးတွေကောင်းရင်မကောင်းဘူးပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်ဒီမီဒီနဲ့ဒီမီဒီတွေလည်းတချို့ကြတော့ဒီမှာဒီလိုမျိုးမီဒီလေးတွေရှိတယ်ဒီလိုမီဒီလေးတွေကိုသူလည်းနည်းသေးတယ်ပေါ့နော်ဝက်ကဘယ်လောက်ရှိမလဲဝက်က12ဝက်လားမသိဘူးအဲ့လောက်ရှိသူဒီဝက်ကတော့12ဝက်မှန်တယ်မီတာမီးရဲ့အလင်းအားဒီပို့ပြီးတော့ညော့တယ်ပေါ့နော်အဲ့လိုမျိုးဟိုမှာဒီမီဒီရဲ့အရေးလေးကိုကျွန်တော်ဖတ်ပြပေးမယ်နော်ဒီမီဒီဒီ E20 ခွန်ဒီ E20 ခွန်ဆိုတာကကျွန်တော်တို့မီဒီရဲ့ခေါင်းပေါ့နော်ဒီလိုမျိုးခေါင်းဒီခေါင်းအရစ်ပေါ့နော်ဒီခေါင်းအရစ်ကိုဆိုလိုတာဖြစ်ပါတယ်ဒီခေါင်းအရစ်ကဒါဒီခေါင်းအရစ်ပုံစံကိုသူတို့ရဲ့လျှက်စစ်ရဲ့တင်ဒေတာအရာ E20 ခွန်လို့ခေါ်တယ်ဒီကောင်ဒီဟာဒီနိုင်3000ခု10ရာထောင်တောင်းဒီမီဒီဒီနိုင်3000ပေါ့နော်နိုင်3000ကြအောင်အသုံးပြုလို့ရတယ်ခင်ဗျာနော်နောက်တစ်ခုက85ရာခိုင်နှုန်း85ရာခိုင်နှုန်း energy saving ဆိုတာကဟို85ရာခိုင်နှုန်းသူမီတာကိုချွေတာလို့ရတယ်ပေါ့နော်အဲ့လိုမျိုးသူရေးရတာဖြစ်ပါတယ်နောက်တစ်ခုကဒီမှာတွေ့တာဒီဒစိမ့်လေးတွေကဘာလေးတွေလဲအဲ့ဒီဒစိမ့်လေးတွေကကျွန်တော်တို့ထိုင်းနိုင်ငံမှာတရဝင်ပေါ့နော်အတိမတ်ပြုထားတဲ့ကျွန်တော်တို့မော်ကောပေါ့နော်မော်ကောဆိုတဲ့ဒစိမ့်လေးပေါ့နော်ထိုင်းနိုင်ငံမှာမော်ကောဆိုတဲ့ဒစိမ့်လေးဒါတရဝင်မှတ်ပုံတင်ထားပြီးတော့ထိုင်းနိုင်ငံအတွက်စံချိန်စံနှုန်းနဲ့အညီထုတ်လုပ်ထားတဲ့ပစ္စည်းပေါ့နော်သူကအဲ့လိုမျိုးအဲ့လိုမျိုးမော်ကောဒီလျှက်စစ်ပစ္စည်းအမျိုးမျိုးတိုင်းမှာရှိပါတယ်ဥပမာမှာတော့ကိုကပစ္စည်းတစ်ခုဝယ်လိုက်တယ်ပစ္စည်းတစ်ခုဝယ်တဲ့ခါကျတော့ဈေးမကြီးတယ်ဈေးကြီးတာမကြီးတာအဲ့ဒါကလည်းအရေးသေးပုံမှာမူတည်တယ်ပေါ့နော်ဟောငါဝယ်တဲ့ပစ္စည်းဒီမော်ကောဟုတ်ပြီအန်ဒီရဲ့ကင်းရှင်းလားဟောထိုင်းနိုင်ငံရဲ့အရေးသွင်းနဲ့မှီရဲ့လားဆိုတဲ့ဒီလိုမျိုးတစ်စိတ်ဒီသူကဒီထိုင်းနိုင်ငံအရေးသွင်းစစ်တဲ့ကျူစီပေါ့နော် quality control ဆိုတဲ့ကျူစီဆိုတာကအင်္ဂလိပ်လိုမျိုးကျူစီကျူဆိုတာက quality ဆိုတာကအရေးအသွေး C ဆိုတာက control ပြောမယ်ဆိုရင်တော့ဗမာလိုပြန်မယ်ဆိုရင်တော့အရေးသွေးကိုထိန်းချုပ်တာပေါ့နော်အရေးသွေးနဲ့ကိုက်ညီဤမကိုက်ညီဤဆိုတဲ့ဟာကိုဒါတတ်မှတ်ထားတာဖြစ်ပါတယ်အဲ့လိုမျိုးမော်ကောပါတဲ့ဒစိမ့်လေးတွေပါလို့ရှိရင်အဲ့ဒီပစ္စည်းဒီအရေးသွေးပိုကောင်းတယ်ဈေးလည်းနည်းနည်းကြီးရင်ကြီးမယ်ပေါ့နော်တို့တို့မှကျတော့အခွန်လေးပါတယ်အခွန်လေးဆောင်ထားရတာပါရှိရနော်အရေးသွေးရလည်းကောင်းတယ်ဟုတ်ပြီဒီမှာတူရီယာဆိုတဲ့နေရာမှာတူရီယာ Randy တူရီယာ Randy ဆိုတဲ့အနေထားမှာကအာမခံပေါ့နော်နှစ်နှစ်အာမခံပါတယ်ခင်ဗျသူဒီမီအားဒီ18ဝက်နှစ်နှစ်အာမခံပါတယ်ပြီးလို့ရှိရင်သူဒီမော်ကောထိုင်းနိုင်ငံမှာတောင်းပြီးလို့ရတယ်အရေးသူထောက်ခံချက်ပါတယ်ပြီးရင်သူဒီနာရီ3000တုံးလို့ရတယ်လျှက်စီရဲ့ချွတ်တာမှုဒီ85ရာခိုင်နှုန်းချွတ်တာပြီးတော့အသုံးပြုလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပစ္စည်းလေးတွေကိုဟိုကိုရွေးချယ်ပြီးတော့ပေါ့နော်ဝယ်ယူတတ်အောင်သုံးဆွဲတတ်အောင်နားလည်အောင်ပေါ့နော်ကျွန်တော်ကရှင်းပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာနော်အားကြောင့်မို့ပစ္စည်းတစ်ခုဝယ်မယ်ဆိုလို့ရှိရင်ဒီပစ္စည်းကဈေးချိုတယ်ဟုတ်ပြီဈေးတော့ချိုပါတယ်သူ့မှာအရေးပြီးအာမခံချက်ပါရှိလေအာမခံပါလားဟောနော်အဲ့လိုမျိုးလေးတွေကိုကစစ်ဆေးပြီးတော့မှလည်းဝယ်ယူတင်ပါတယ်နော်ဒါဆိုလို့ရှိရင်ဝက်ဒီဝက်60ဖြစ်တယ်165ဘိုးကနေပြီးတော့245ဘိုးဆိုတဲ့အတိတ်ပဲကကျွန်တော်မီအားဒီခုကျွန်တော်တို့သုံးနေတဲ့လျှက်စစ်မီဒီ220ဘိုးဖြစ်တယ်သူဒီမီအားကျသွားတယ်ဗျ185ဒီမီအားကျသွားတယ်ဆိုရင်လည်းဒီမီဒီကအသုံးပြုလို့ရတယ်ပြီးတော့သူဒီမီအားတက်သွားတယ်မီအားဘယ်လောက်ထိတက်လို့ရလဲ245ဘိုးထိမီအားတက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးသူရေးပေးရတာဖြစ်ပါတယ်ခင်ဗျနော်ဒီပစ္စည်းတွေအတူတူပဲနော်ဒီကောင်ဒီဘယ်လောက်ရမလဲအဲ့လိုမျိုးသူကလည်းတူတူပဲเนาะ165ဘိုးကနေပြီးတော့265ဘိုးထိအာမခံတယ်ပေါ့เนาะမီးကအနှိမ့်အမြင့်ပေါ့เนาะမီးက250တက်သွားတယ်ဆိုလို့ရှိရင်ဒီမီးဒီလုံးဝကြီးမကျွန်းသွားဘူးခင်ဗျာเนาะအသုံးပြုလို့ရတယ်ကျွန်တော်တို့ထိုင်းနိုင်ငံမှာသုံးနေတဲ့ထိုင်းနိုင်ငံမှာဟုတ်ပါဘူးเนาะကျွန်တော်တို့မြန်မာနိုင်ငံမှာသုံးတဲ့မီးတွေလည်း220ဘိုးတွေပဲဖြစ်ပါတယ်ထိုင်းနိုင်ငံမှာသုံးနေတဲ့ဟာတွေလည်း220ဘိုးဖြစ်ပါတယ်အားကြောင့်မလို့ကိုကမီးတီသုံးမယ်ဆိုလို့ရှိရင်လည်းအရေးကြီးကောင်းကောင်းလေးနဲ့မီယာဆွဲအားတတာတဲ့ဟာလေးတွေကိုဝယ်ပြီးတော့သုံးစေခြင်းပါတယ်ခင်ဗျာနော်ဒီမီဒီကတော့မီယာကြီးကတော့လင်းနဲ့ထိန်းနေတာပဲမီယာကြီးကတော့ထိန်းနေတာပဲနဲ့ဒီမှာပြောကြတယ်ပေါ့နော်ဒါပေမဲ့သူရဲ့ဝက်ဆွဲအားကတော့60ဝက်တောင်ဆွဲမှာဖြစ်ပါတယ်ဒီမီဒီတစ်လုံးထုံးတဲ့နေရာမှာဒီလိုမျိုးမီဒီ3လုံးထုံးမယ်ဆိုလို့ရှိရင်ဒီ
ဒီတစ်လုံးကလင်းနဲ့လင်းအားဒီသုံးလုံးကိုမမှီဘူးเนาะအားကြောင့်မလို့ဟိုသုံးဆွဲတဲ့ပစ္စည်းလေးတွေအကြောင်းကိုလည်းဟိုနားလဲအောင်ပေါ့เนาะလျှက်စင်ကြီးအကြောင်းလေးတွေကိုလည်းနားလဲအောင်ရှင်းပြပေးခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီလည်းထိုင်းနိုင်ငံမှာနေတယ်ပြီးတော့လျှက်စင်မီကိုလည်းကျွန်တော်တို့ကမီတာကနဲ့ပေးပြီးတော့သုံးနေရတဲ့ခါကျတော့ဒီလျှက်စင်မီတာအကြောင်းလေးတွေဟိုရှင်းပြပေးခြင်းဖြစ်ပါတယ်ခင်ဗျเนาะငယ်လိုမိမိတို့အကျိုးရှိတယ်ဘာညာဆိုလို့ရှိရင်လည်းကြည့်ရှုပေးတဲ့ညီကိုမောင်နှမတွေကိုလည်းကျေးဇူးတင်ပါတယ်เนาะနောက်ပြီးတော့ဒီကိုသုံးနေတဲ့လျှက်စစ်ပစ္စည်းအကြောင်းလေးတွေပေါ့နော်အဲ့ဒီအကြောင်းလေးတွေကိုနားသိကျင်တယ်ဆိုလို့ရှိရင်လည်းကွန်မန့်မှာရေးပြီးတော့ပေါ့နော်ကျွန်မဒါလေးသိကျင်တယ်ကျွန်တော်ဒါလေးသိကျင်တယ်ရှင်းပြပေးပါဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုလေးတွေတင်ပြီးတော့ရှင်းပြပေးပါမယ်နော်